ကိုရင်သားတွေကိုကွာပေါ့နော်ပါမုတ်တွေကိုကိုရင်မကိုဖုတ်ပြီးကျွေးရှင်တယ်ဒါပေမဲ့မဖို့ဆက်မရှိလို့စိတ်ညစ်နေတဲ့လူတွေအတွက်ကျမဒီနေ့မဖို့ဆက်မလို့ပဲနဲ့ဒဲဦးလေးတစ်လုံးရှိယူနဲ့ပါမုတ်ဖုတ်လို့ရတဲ့နည်းလမ်းလေးကိုလာပြီးမြောက်ပေးတာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျမ English muffin လို့ခေါ်တဲ့ပါမုတ်တစ်မျိုးပေါ့နော်မဖို့ဆက်မလို့ပဲနဲ့ဒဲဦးလေးတစ်လုံးရှိယူနဲ့ကျမလုပ်ပြပေးတော့မှာဖြစ်ပါတယ်သူကအရန်လဲစားလို့ကောင်းလို့လောက်ရလဲရန်ကိုလွတ်ကူပါတယ်အချိန်လေးပဲနည်းနည်းလေးပေးရပါတယ်ပေါ့နော်အထဲမှာလည်းမြင်ရတဲ့အတိုင်းအကုန်ချက်တယ်ပေါ့နော်အနံ့လေးတင်းပြီးအရန်ကိုစားလို့ကောင်းတာမို့လုံနီးလေးကိုခုပဲစတင်လိုက်ကြရအောင်ပထမဦးဆုံးနွားနွနွေးလေးကိုပေါ့နော်ကျမတို့ချိန်ခွက်နဲ့တစ်ခွက်ထည့်တယ်ပြီးတော့ကျမသူ့ကိုမိုက်ခရိုဝေးထည့်ပြီးအဖူပေးလိုက်တယ်ပေါ့နော်အရန်မပူအရန်မအေးဖြစ်ရမယ်ပေါ့နော်ပြီးရင်တူတဲ့ကိုတော့ကျမသဈေးလို့ခေါ်တဲ့မုံပွားဈေးကိုလက်ဖက်စားစုံနဲ့တစုံထည့်မှမွေလိုက်တယ်ပေါ့နော်ကျမပါဝင်ပစ္စည်းအချိုးစားတွေရေးထားပေးပါမယ်နော်ဗီဒီယိုထဲမှာပြီးရင်တော့ကျမတို့မွေပြီးသွားပြီဆိုရင်ပေါ့နော်သူတဲ့ကျမတို့ဂျုံပေါ့နော်ဒီဂျုံမုံကပေါ့နော်ကျမကအထွေထွေသုံးဂျုံကိုမသုံးမဲနဲ့ကျမပါမုတ်လုပ်တဲ့ဂျုံကိုသုံးပြထားပါတယ်။ခဲပါမုတ်လုပ်တဲ့ဂျုံကိုစီမမရှိဘူးဆိုလို့ရှိရင်အထွေသုံးဂျုံနဲ့လည်းသုံးလို့ရပါတယ်။ပြီးရင်စားပေါ့နော်။ပြီးလို့ရှိရင်တော့ကျမဒီစီကိုတော့ကျမအုံးစီကိုသုံးပြထားပါတယ်။ပလင်းထဲမှာပြထားတဲ့အတိုင်းခဲအုံးစီမရှိဘူးဆိုလို့ရှိရင်အတိကသူ့ရဲ့ recipe မှာတော့ top up ကိုသုံးတာပေါ့နော်။ကျမအိမ်မှာ top up အကုန်လုံးကုန်နေတာမို့လို့အုံးစီကိုအနံ့မပါတဲ့အုံးစီကိုသုံးပြထားပါတယ်ပြီးရင်ကြက်ကိုလည်းထည့်ရပါမယ်နော်ပြီးရင်တော့အကလုံးထည့်ပြီးတော့ကျမသူ့လက်နဲ့ဇွန်းလေးနဲ့ပဲအရင်မွေလိုက်တယ်ပေါ့နော်မွေပြီးတော့မှတော်တော်ကြီးကိုတလုံးတစ်ထွေးထဲဖြစ်သွားပြီဆိုရင်အနေထားရအောင်ကျမလက်နဲ့ပြန်မွေတယ်ပေါ့နော်လက်နဲ့ပြန်မွေတဲ့အချိန်မှာဒီမှာဗီဒီယိုထဲမှာမြင်ရတဲ့အတိုင်းတော်တော်ကြီးကိုကတ်တယ်ပေါ့နော်ဒီအချိန်မှာလေကိုယ့်တဘောနဲ့ကိုဂျုံနေထပ်ပြီးမထည့်လိုက်နဲ့ပေါ့နော်အဲ့ဒါအရေးကြီးပါတယ်အရန်ကတ်လို့ဆိုပြီးဂျုံနေထပ်ထည့်လိုက်ရင်ပါမို့အရတာပြတ်ပါမယ်ကျမ9မိနစ်လောက်ဂျုံကိုလက်နဲ့ထိုးပြီးသွားတော့ကျမအပေါ်ကနေစီလေးနဲ့တုပ်ပြီးမှာပေါ့နော်တနားရီလောက်နှက်ထားလိုက်တယ်နှက်ပြီးတော့ဒါတနားရီနှက်ပြီးတဲ့အနေထားပေါ့နော်ပြီးပြီဆိုရင်တော့ကျမအပေါ်ကနေဂျုံလေးအနှဲငယ်ဖြူလိုက်တယ်အများကြီးမဖြူဘူးနော်ပြီးလက်ထဲမှာလည်းစီအနှဲငယ်လူလိုက်တယ်ပေါ့နော်ပြီးဆိုရင်တော့ကျမသူ့ကို10မိနစ်လောက်နဲ့ထိုးလိုက်တယ်ပေါ့နော်ဟိုနေဒီနေပေါ့နော်အဲ့ဒီစလုံးလေးထဲမှာပဲပြီးပြီဆိုရင်တော့ကျမသူ့ကိုဂျုံဟိုဘယ်လိုပြောမလဲလိမ့်မဲ့အခင်းဘလို့အခင်းမဲ့ဖြစ်ဖြစ်အဲ့ဒီအပေါ်မှာဂျုံဖြူးမယ်ပေါ့နော်ကျမကတော့စနေတုံးပေါ်မှာလိမ့်မှာမလို့စနေတုံးပေါ်မှာပဲဂျုံလေးကိုနည်းနည်းဖြူးလိုက်ပါတယ်ပြီးရင်တော့ခုနဂျုံလုံးကိုကျမနှလုံးခွဲလိုက်တယ်ပေါ့နော်နှလုံးခွဲပြီးရင်ကျန်တဲ့တစ်လုံးကိုလည်းကျမတေချာအလုံးလေးလုပ်ပြီးမှနောက်ထပ်နှစ်ပိုင်းပြန်ပိုင်းမယ်ပေါ့နော်ဒီမှာလေကျမကလေပါမုတ်ပုံဖော်တာကိုပုံစံနှမျိုးနဲ့ပြပေးမယ်နော်ဒီလိုမျိုးဂျုံကိုနှစ်ပိုင်းပိုင်းပြီးသွားပြီဆိုရင်တော့တစ်လုံးချင်းစီကိုပြန်ပြီးမှဒီလိုမျိုးအပေါ်ကနေထိုးပြီးမှအလုံးလေးပြင်အောင်ပြန်လုပ်ပေးလိုက်တယ်ပေါ့နော်ခုနအရန်ကတ်တဲ့ဂျုံပါပေါ့နော်တနားရီလောက်အပေါ်ခံပြီးတော့အဲ့လောက်ကြီးမကတ်တော့ဘူးတွေ့တဲ့အတိုင်းပဲပေါ့နော်အဲ့ကြောင့်အရန်ကတ်နေအရန်ကြီးမစိုးရိမ်နဲ့ပေါ့နော်အဓိကကတ်တယ်ဆိုမှဂျုံနေအတင်းမထည့်လိုက်ဘူးပဲပေါ့နော်ဒီပထမတနည်းကတော့ကျမဒီလိုဖောင်းဖောင်းကြီးရအောင်ပေါ့နော်တလိမ့်တုံးနဲ့မလိမ့်မယ်ဒီတိုင်းပဲလက်လေးနဲ့ပဲတာလေးဖိချပြီးမှကျမတို့ဒီအဝိုင်းဖြစ်အောင်ပုံစံပုံဖော်မဲ့ဟာလေးနဲ့ဖိချလိုက်တယ်ပေါ့နော်ပြီးပြီဆိုရင်တော့ကျမဒီရွှေကြည်စနေမကင်းလောက်တဲ့အမုံရွှေကြည်မုံပေါ့နော်အဲ့ဒါလေးတွေကိုပကံထဲမှာနင်းငယ်ထည့်ထားတာပေါ့နော်သူကဖြူးယုံလေးပဲအပေါ်ကနေအကယ်၍အဲ့လိုရွှေကြည်မုံမဖြူးဘူးဆိုလို့ရှိရင်လည်းမရဘူးလားဆိုရပါတယ်ဒါပေမဲ့ဒီ English muffin ကရွှေကြည်မုံမဟုတ်ဘူးဆိုလို့ရှိရင်ဒီပြောင်းဘူးမုံလာပါလေအဲ့ဒါလေးဖြူးမှသူကတကယ်သူ့ရဲ့ English muffin အစ်စ်ကိုရတယ်ပေါ့နော်ကဲပြီးပြီဆိုရင်တော့ကျမဒါကတော့ဒလိမ့်တုံးနဲ့လိမ့်ပြီးမှလှုပ်ထားတဲ့ဟာပေါ့နော်မြင်ရတဲ့အတိုင်းမှာပဲပုံစံချင်းရကွာတယ်နော်ကျမဒလိမ့်တုံးနဲ့လိမ့်ပြီးမှလှုပ်တဲ့ဟာကိုလည်းပြန်ပြပေးပါမယ်ပြီးရင်တော့သူ့ကိုပေါ့နော်နောက်ထပ်နိုင်ယူဘက်ဒဲဦးထဲမှာသွားပြီးမှပေါ့နော်မဖုတ်ခင်ပြန်ပြီးမှနှက်ထားပေးရအောင်မှာမို့လို့ကျမသူ့ပကံနဲ့ဒဲဦးထဲမှာတစ်ခါလေးထည့်ထားတယ်ပေါ့နော်ခုနဂျုံလုံးနောက်တစ်လုံးကိုယူပြီးဒါကတော့ဒလိမ့်တုံးနဲ့လိမ့်နေတာပေါ့နော်ဒလိမ့်တုံးနဲ့လိမ့်တဲ့အချိန်မှာပေါ့နော်အရန်ကြီးပပကြီးတလုံးလိုက်လို့မရဘူးပါလို့ရှိရင်ပါမို့ကဖောင်းဖောင်းကြီးမဖြစ်တော့ဘူးပေါ့နော်မထူမပါပေါ့နော်ကျမဒီလိုမျိုးအပေါ်ကနေဖိချတဲ့ဟာလိုမျိုးမရှိဘူးအိမ်မှာဆိုလို့ရှိရင်တောက်ရခွက်ပါညာနဲ့လည်းလုပ်လို့ရပါတယ်နော်ကဲဒါကတော့ဒဲဦးထဲမှာနဲ့ပကံထဲမှာကျမနိုင်ဝက်နှက်ထားပြီးတဲ့အနေထားပေါ့နော်နိုင်ဝက်နှက်ထားပြီးပြီဆိုရင်တော့ကျမအဖုံးဖွင့်ပြီးမှသူ့ကိုမီးစပြီးအပူပေးထားပြီပေါ့နော်အပူပေးထားတဲ့အချိန်မှာတစ်ခုနဲ့တစ်ခုအရန်မကတ်သွားအောင်လည်းကိုယ်ကယူဆိုင်ပေးရပါမယ်နော်
ပုံမှန်ဆိုရင်တော့ကျမက oven ထဲပဲထည့်ပြီးချက်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ကြာတယ်ပေါ့နော်အတဲဦးထဲမှာကျတော့ဒါပေမဲ့အခုက oven မရှိတဲ့လူတွေအတွက်ကိုအဓိကထားပြီးလုပ်ပြပေးတာမို့လို့ oven ထဲတဲဦးထဲမှာလည်းတစ်ဖက်ကိုပေါ့နော်6မိနစ်ကနေ9မိနစ်မီးအေးနဲ့ထားရပါမယ်မီးကိုဘယ်လိုပြောမလဲအလဲအလတ်ပေါ့နော်အရန်ကြီးမဲ့အရန်အနှိမ့်ဆုံးမှလည်းမဟုတ်ဘူးအရန်လည်းပြင်းလို့မရဘူးပေါ့နော်အလဲလက်မှတ်ထားပြီးမှဒါဖုတ်ထားတဲ့အနေထားပေါ့နော်တစ်ဖက်ကို6မိနစ်ကနေ9မိနစ်ဆိုလို့ရှိရင်ရပါပြီဒါကတော့ကျမကဒီ top up လေးနည်းငယ်တုပ်ပေးတာပေါ့နော်လက်ကျန် top up ဘူးမှာကတ်နေတဲ့ဟာလေးဒါက top up ကမတုပ်ရင်လည်းကိစ္စမရှိပါဘူးတုပ်ရင်လည်းမိမိတဘောပေါ့နော်ကဲဒီအတုပ်ကရပြီဆိုတော့ကျမဒီနောက်ထပ်တုပ်ထည့်မယ်ပေါ့နော်မထည့်ခင်ကျမနောက်ထပ်တစ်ဖက်ကိုတစ်ခါထပ်ပြီးပြန်လန်ပြီးချက်မိသွားတာပေါ့နော်ဒါကြောင့်မို့ဒီဟာလေးတွေနည်းနည်းအကျက်လွန်တော့ဒီပထမအတုပ်ကပေါ့နော်ဒုတိယအတုပ်ကတော့ကျမအဲ့လောက်ကြီးအကျက်လွန်အောင်မထားတော့ဘူးပေါ့နော်တစ်ဖက်ကို6မိနစ်9မိနစ်ဆိုရင်တစ်ခါလေးထုတ်လိုက်ပြီပေါ့နော်နောက်ထပ်မထားတော့ဘူးပေါ့နော်ဒီလောက်ဆိုရင်တော့ကျမရဲ့ English muffin ဟာလည်းစားဖို့အဆင်သင့်ဖြစ်နေပြီပေါ့နော်သူကတော့ပါမုတ်လုပ်တဲ့ဂျုံကိုအသုံးပြုထားတာမို့လို့ chewy texture ဖြစ်ပြီးအရန်ကိုစားလို့ကောင်းတယ်ပေါ့နော်ကျမကတော့သူ့ကိုဒီနှစ်ပိုင်းပိုင်းပြီးမှပေါ့နော်တစ်ပိုင်းကိုတစ်ချမ်းကိုကြတော့ jam နဲ့စားပြီးမှနောက်တစ်ချမ်းကိုတော့ကျမအချစ်ထားတဲ့ cheese ပေါ့နော် cheese အတုံးကလည်းကုန်နေတော့ cheese ချစ်ထားတာပဲရှိတာမို့လို့အဲ့ဒါပဲထည့်စားတယ်ပေါ့နော်သူကပူလေးပူနေတော့ကိုကျမအ jam ထည့်ပြီးစားတော့အရန်စားလို့ကောင်းတယ်ပေါ့နော်အမှန်ကလေ top up လေးရှိရင် top up လေးတုပ်စားဖို့ကောင်းတယ် top up မရှိတော့ပေါ့နော်ဒါကတော့ကျမစားတဲ့နီးပေါ့နော်ဒါအလွယ်စားတာပေါ့နော်ဒါမှမဟုတ် ham နေ bacon နေပါလေထည့်ပြီး cheese နဲ့စားရင်လည်းစားလို့ရတယ်လို့ကျမယောက်ျားကတော့သူ့ထဲကိုပါလဲ holiday sauce လာပါလဲမသိဘူးဘယ်လိုခေါ်လဲကျမလည်းမသိဘူးအဲ့ဒီဟာထည့်ပြီးမှစားတာပေါ့နော်သူကတော့အဲ့လိုပဲကြိုက်တယ်မိမိအဆင်ပြေလို့စားလို့ရပါတယ်